မင်္ဂလာပါဗျာတယောက်သောသူကြီးသဘောပြမှာလက္ခဏာလည်းများသည်ထိုလူသား၏လူကြီးစီးပွားရေးအလုံးကြီးကျမ်းမာ၏ဆင်းရဲချမ်းသာကပါရမီများသူ၏ရှင်တန်ရာဘဝကလုံးစုံသောအကြောင်းချင်းရာဖြစ်တဲ့များကိုဘုံလုံး၏စက်တင်ပေါ်ပြလိုက်ရှိနေပါလားအဲ့တော့တယောက်သောသူရဲ့သဘောပြဒနာဥစ္စာကြောပါချမ်းသာလုံးစုံသောဘဝကံကောင်းခြင်းများကိုပြည့်စွနိုင်ကံကောင်းစေတဲ့လက္ခဏာလမ်းများအမှတ်အားများစုရှိကြတဲ့ခဲ့ပါနော်အကောင်းဆုံးသောဘဝကံကောင်းခြင်းကြောင့်ညွှန်ပြတဲ့ချက်လက်တွေပြောအတူတူလေးဒါလေးကိုရှင်းပြပါအတက်လန်းခေါ်တဲ့ဘဝလမ်းကြီးလက္ခဏာရှင်ရှင်သာရိဘဝကဓနာဥစ္စာကံကျမ်းလို့များဆင်းရဲချမ်းသာကံပါလို့ရတယ်ပတ်တဲ့ခံဖြစ်ပါတယ်အခုဒီမှာမြင်နေရတဲ့လက္ခဏာရှင်အတက်ဘဝလည်းနည်းငယ်ဖြောင့်တန်းနေတယ်လက္ခဏာရှင်အထိုင်ချတဲ့လူတွေမျိုးဟုတ်တယ်အများအားလှုပ်ရှားသွားလာတဲ့ဘဝမျိုးမှာရှိနေတယ်ဆိုတော့ပေါ်ပြတယ်နော်အသက်ဘဝလည်းဒီနေ့နိုင်ချိုးလို့ဒီဘက်ပြန့်ကားပြီးနေလို့နေတဲ့အတွက်ဝိจิตနာဥစ္စာရှာဖွေရတယ်ဝေသောရဲ့နေဒီဘက်ကိုများအစစ်အဖြစ်ဆက်သွယ်သွားလာတဲ့ဘဝရှိတယ်နော်ဖြောင့်တန်းနေတဲ့ကိုယ်ကာယအပိုင်းမှာအနေနဲ့ရပြင်မှန်းတဲ့အဲ့တော့ညံလန်းတော့ခေါ်တဲ့အိုးနောက်လမ်းကြောင်းပေါ်ဝဖန်ပြီးအနေငယ်၄ခိုင်းကိုနော်ကွေးညွတ်နေတဲ့အတွက်စိတ်ဝိအတွေးခေါ်ပုံဖော်မှုပိုင်းအနုပညာရှင်ပကြီးပကူစာပပိတုပါအင်ဂျင်နီယာဒီဇိုင်နာစတဲ့စိတ်ကူးဉာဏ်အတွေးခေါ်ဆွတ်ဆက်ပြီးပုံယူရတဲ့ဉာဏ်ပညာဆိုတာအင်တာနက်ထက်ပြီးကောင်းတဲ့ကြောက်ဖြစ်ပေါ်ပြဒါနှလုံးသားလည်းခေါ်တဲ့ကြည့်တယ်ထင်ရှားပြတ်တဲ့ရှည်လျာအားကောင်းနှလုံးသွင်းစီစဉ်မှုဆိုင်ကျမ်းမာကောင်းတယ်အထက်ကိုပြီးစိတ်နှလုံးအောင်ရှိတယ်အသက်တိုင်ရှိဘဝကံကောင်းတွေချင်းပြတဲ့ပညာလေးဘဝမှာရရှိတယ်ပို့လိုလိုက်ရှိလူတော်တွေစိတ်နှလုံးအောင်ရှိအောင်မြင်ကံကောင်းတွေခံပါရရရှိတယ်ဆိုတော့ဟုတ်ပါပြီလဘွားပြင်မှာသူ့ရဲ့ဆိုင်ရာပိုင်းတဲ့တွေရှိတယ်ပေါ့နော်ကျွန်တော်တို့နေထိုင်ရကဘာပြည်လောကရက်ွက်မျိုးရွာများပါနေစီများရှိတယ်ပေါ့နော်ဆိုင်ရာတိုင်းဒေသကြီးများအကွက်အမှတ်များသူ့ရဲ့အားရကုချံငါးချံဆိုင်နေမိတ်သက်ဆိုင်ရာနေနေရှိကြလို့လဘွားပြင်မှာကံကြမ္မာဆိုင်ရာဘတုကွဲပြားတဲ့ခေတ္တနေများရှိကြတယ်ဒါတော့ညီဘူးလေးလက်တဲ့ပုံဆိုးကိုင်းနိပရိယေနဲ့ကျွမ်းကျင်လို့ရောဉာဏ်ပညာရဲ့နေရာဖြစ်ပါတယ်ဒါကတော့လက်သကျွဲနော်သူဇနာပါတဲ့လက်ကျွဲဆိုတာတတိတနည်းကိုလို့ခေါ်တနည်းကိုလေးပဲကိစ္စတနည်းကိုလေးဆိုတာသူတို့စနေမျိုးကိုကဘာလောကအလင်းတကူစွာရှိနော်ဟုတ်တကူဆိုတာကတရုပ်စကလုံးဖြစ်ပြီးတန်ဒီ၎င်းခိုးဒီ၎င်းအလင်းထိရပါတယ်နောက်တိုင်းတက်ခဏကျန်နေတယ်အပိုလိုအောင်မြင်ခြင်းတင်တာဂရိတ်ကာလမျိုးကိုရတယ်အောင်မြင်ခြင်းနှစ်ဖက်တစ်ပိုင်းနဲ့ပေါ့နော်အောင်မြင်ခြင်းပုံကံပါတယ်စိတ်ဝိဉာဉ်တင်တာဒါကတော့စေတံကိုခေါ်စနေရကံကြမ္မာဆိုင်ရာတင်တာစာတံကိုခေါ်တယ်နော်စနေကံကြမ္မာဆိုင်ရာတင်တာဖြစ်ပါတယ်ဒါတော့သောတာကျိုးစင်တမှုတက်တဲ့တွေ့တာဘဝဆိုင်ရာတင်တာဒါတော့အင်္ဂါကျိုးကိုဖိုက်တာတဲ့ကံကြမ္မာခံတတ်တင်တာအထူးကြတဲ့ကွဲပြားတဲ့သက်ဆိုင်ရာဉာဏ်ပညာရှိကြတယ်ဟုတ်ပါပြီကျွန်တော်အခုပြောချင်တာလက်ညှိုးပေါ့နော်လက်ညှိုးကြာသာပရိပဲကြာသာပရိဆိုတာတောမဂျိုးတွေမှာဒီလိုရှိတယ်တောမခေါ်တဲ့ကောင်းကျိုးစွမ်းအားပေးအလင်းသဘောငြိမ်းအေးဆောင်တဲ့ဂျိုးနဲ့ပါကိုခေါ်တဲ့မကောင်းပူလောင်နေတဲ့အဆိုးသဘောတက်ရောက်တဲ့ဂျိုးကဒီလိုရှိတယ်ဒါကတော့ကြာသာပရိဘူးခေါ်တဲ့ဒီကောင်းကျိုးပေးရနော်စွမ်းအားတွေရှိတယ်ကြာသာပရိလက်ညှိုးဒီလည်းသူ့ရဲ့သဘောပေါက်ကြည့်မယ်ဆိုလို့ရှိရင်လက်ညှိုးတွေသဘောနဲ့သဘောကတော့လက်ညှိုးဒီလက်ညှိုးလေးအမိပေးခြင်းစေခိုင်းခြင်းအောင်မြင်ခြင်းဖုံးတကူဉာဏ်ပညာဆရာတဲ့ဖြင့်ဒနာဥစ္စာတဲ့လုံးစုံကံကောင်းခြင်းများနေရာဒေသဖြစ်တယ်နော်အဲ့တော့ဒီနေရာမှာထူးခြားတဲ့အမှတ်အသားတို့ကပါလဲဆိုအသက်ဘဝလက္ခဏာရှိရောက်ရှိရဘဝအနေအထားများလေဉာဏ်ပညာမိမိဘဝကြီးကျိုးသောဆွမ်းရည်များအသက်ဘဝလည်းဉာဏ်လမ်းကြောင့်ဘုံတော်လမ်းကြောင့်စုံတဲ့နေရာလက်ညှိုးအောင်မြင်ခြင်းတည်တော့အထက်ကိုဦးတည်တဲ့နေရာဒီမှန်းတဲ့အောင်မြင်လမ်းလေးနော်ဒီမှန်းတဲ့အောင်မြင်လမ်းရှိတယ်။အော်ဂျူပီတာလိုင်းလို့လည်းခေါ်တယ်။ကြာသာပရိလမ်းလို့လည်းခေါ်တယ်။နာမည်တွေကသိအရေးမကြီးပါဘူး။နာမည်တွေကပြည့်ညတ်တွေဖြစ်ပြီးသူ့ရဲ့သဘောသွားတဲ့စွမ်းအားဒါတွေကပို့ပြီးအရေးကြီးတယ်။အော်ဒါကတော့ဒီမှန်းတဲ့အောင်မြင်လမ်းပေါ့နော်။ဒါလေးကတော့ဒီနာမည်လေးကတော့ပို့ပြီးတော့သူ့ရဲ့သဘောသွားတဲ့ live ပဲအကြိုက်ပြီးဒီမှန်းတဲ့အောင်မြင်လမ်းလေးရှိတယ်။အဲ့တော့ဒီလိုဒီမှန်းတဲ့အောင်မြင်လမ်းလေးဟာဝေးရပါတဲ့တပါတဲ့နော်ဒါကိုဘလို့နားလဲအောင်ပြောမယ်ဆိုရင်ကျွန်တော်တို့
မိုးကောင်းဝင်ကြည့်လိုက်တဲ့အခါမှာလာပြည့်လာမှ3ရက်လောက်ပုံပြက်စားဒီလိုပေါ့နော်လာပြည့်လာမှတော့ပြတ်တဲ့အလဲပေါင်းကိုကွဲပြားမှုရှိတယ်ဒီလိုအောင်မြင်လန်းလေးဟာကန်စားတာအလင်းအောင်တောက်ပါတဲ့အချိန်ပေါ်လာတဲ့လက္ခဏာရှင်လူသားရဲ့ကံကောင်းမှုများပြည့်စုံတော်မြင်သူဤလုံကြည်ကြိုးစားရတဲ့ဝန်တများအောင်မြင်တော့မယ်ကျော်ပါချမ်းသာခြင်းဘဝအလုံးစုံအောင်မြင်ခြင်းများရရှိတော်မယ်သူဤကံကောင်းသောကံကြမ္မာအလင်းတရားများတောက်ပါလာတဲ့အချိန်မှာဒီလန်းကလေးကတဖြည်းဖြည်းပေါ်လာတဲ့လို့ဆိုရှိအောင်မြင်ခြင်းအမှတ်တိတ်လေးတောက်နော်အဲ့တော့ဘလို့အောင်မြင်မလဲဆိုလက္ခဏာရှင်ဟာလောဝိသမားဆိုပြီးရှိတယ်သူထိုးတက်တဲ့ပွဲတွေမှာစူရစိတ်တွေရမယ်အဆိုတော်ဆိုလဲသူကပေါ့နာမည်နဲ့သူတစ်ချင်းတွေပေါက်မှာစီးပွားရေးသမားဆိုလို့ရှိရင်လည်းသူကူတိုင်အောင်ဝင်လုပ်ငန်းတွေသူစီးပွားရေးလုပ်ငန်းတွေအောင်မြင်မယ်ဆောင်းဝဲပေါ့နော်ဆောင်းဝဲဖြည့်ပြီးတော့ပြည်သားရေးစူးစမ်းနေတဲ့ကလေးတယောက်ဆိုလို့ရှိရင်လည်းဘုံလူဘောတွေသိတဲ့ထူကြတဲ့ဆောင်းဝဲများအောင်မြင်မယ်အဒီလက္ခဏာရှင်ဟာဒီလိုသောစူးစမ်းအထောက်အဆက်ဤမှန်ခြင်းများရှိနေပါသတည်းအတူယုံကြည်စူးစမ်းရင်သူဆန္ဒရှိရပြန်အောင်မြင်လာမယ်ဆိုတော့ပေါ်ပြတဲ့သဘောဖြစ်ပါတယ်ဒီမဲ့အောင်မြင်လဲလေးပေါ့နော်အဲ့တော့လောကပြမှာရှိတဲ့ဒါအချွေရန်လမ်းများပေါ့ယာယီလမ်းများဖြစ်ပါတယ်ကံကောင်းတဲ့အချိန်မှာပေါ်လာတတ်တယ်ပြီးရင်သူခံစားတာမင်းမင်းချင်းပြန်ပြီးတော့ပျောက်သွားတယ်ပေါ့နော်ပြန်ပြီးတော့ပျောက်သွားတဲ့လိုရှိတယ်အောင်မြင်လမ်းလို့ခေါ်တယ်ကံလမ်းလို့ကြားသွားရှိတယ်ဒီစလေးချိုးလေးမှလည်းရှိတယ်ဒီလိုပေါ်လာတတ်တယ်တနင်္ဂနွေမှလည်းပေါ်လာတတ်တယ်ဗုဒ္ဓမှလည်းပေါ်လာတတ်တယ်ဒီတနင်္လာချိုးမှလည်းပေါ်လာတယ်ပေါ့နော်ဒီပေါ်လာတယ်အဲ့တော့လူမင်းများပါတယ်လက္ခဏာလမ်းတွေပြောင်းတတ်လာတယ်လက္ခဏာလမ်းတွေပြောင်းတတ်ပါတယ်ကျွန်တော်တို့ဒီရထိုင်ကဘာတော်ကစัจ java လာကြီးတည်မြဲတဲ့အရာကဘာမှမရှိပါဘူးသင်္ခါရမှုကိုရှောင်းတယ်နတ္တလောကအိဋ္ဌလောကသင်္ခါရလောကသင်္ခါရလောကဖြစ်တဲ့အတွက်ဘုရားတော့ပြောင်းလဲတယ်ဘယ်လိုကြောင့်ပြောင်းလဲတယ်လဲဆိုဟေတုဘာဝလို့ခေါ်တဲ့အတိတ်ကများပေရင်ကိန်းခါများအပိုင်းနဲ့ပြောမှလို့ရှိရင်မိမိရဲ့မွေးဖွားတဲ့ဇာတာကာလပေါ့နော်မိမိမွေးဖွားကာလမဟာကာလလို့ခေါ်တဲ့ဇာတာကြီးမှာဂျိုးရှင်ဂျိုးမြင်ညာအုပ်စုအသိကျိုးလက်ရှိတက်ရောက်ငဝင်းကိုများပေါ့နော်မူလဇာတာတိတ်ကံပါရမီကြောင့်ညာကြောင့်ဂျိုးစည်းနဲ့ခက်တဲ့ဝင်းများကြောင့်ကောင်းသောကံကြမ္မာများဆိုသောကံကြမ္မာများအတိတ်ကံကြမ္မာများကြောင့်ဒီလွှမ်းမိုးမှုများကြောင့်လက္ခဏာလမ်းများပြောင်းတတ်တယ်လို့လက်ရှိပြစ္ဆက်ခါလက္ခဏာရှင်တွေအကျိုးစားမှုခြင်းပညာလုံးလောဝရိယသောအားပေါ့နော်အဲ့တော့အတိတ်ဘဝကံများဤလွှမ်းမိုးမှုကြောင့်ဖြစ်စေမိကိုယ်တိုင်အကျိုးစားအတိုင်းမိမိကောင်းမှုမကောင်းမှုကံများဤကံများတက်ရောက်မှုအရာဖြစ်စေလက္ခဏာတွေအစဉ်ပြင်းကြောင်းပြတဲ့သဘောရှိပါတယ်အဲ့တော့တယောက်သောသူမှာလက္ခဏာလမ်းတွေညံ့နေလို့ညံ့သဘောတရားတွေတလုံးပြင်းညံ့နေတယ်လို့ထင်ပါတယ်သူတစ်နေ့နဲ့နေ့9နှစ်3နှစ်4နှစ်6လတူမှာကြောင်းလဲတော့တတ်ပါတယ်အားလုံးအတ္တဟိအထောနာထောရှိတယ်လို့နော်ဒီမိမိကိုယ်ကိုမိမိအများနဲ့ထာဝရအများနဲ့ကြိုးစားနေလို့ပါတယ်အဲ့တော့စကားတွေပြောက်သွားတာနော်ဒါကတော့လမ်းကြောင်းလေးသေးနေရှိမှဆိုလို့ရှိရင်လုံးဝအထင်ကြီးရမရှိတဲ့လမ်းသေးသေးလေးပေါ့နော်ဒါလေးကလိမ္မာနဲ့အောင်မြင်လမ်းဖြစ်ပြီးတော့အောင်မြင်လမ်းတွေထဲမှာစွမ်းအားမြင့်တုံးအမှန်တည်းအင်အားကြီးတဲ့ကောင်းကြီးရပြေးသည်ဒါနောက်ဆိုကျော်ဝချမ်းသာစေတဲ့အလုံးစုံသောဘဝကိုကြည်ကြည်မှန်းတဲ့အောင်မြင်စေတဲ့မွေးရမပါရမှုဒီလမ်းလေးဟာလက္ခဏာရှိအောင်မြင်တော့မယ်ကျော်ဝချမ်းသာတော့မယ်ဆန္ဒရှိရလူများပြေးသွားတော့မယ်ကံကောင်းတော့မယ်ဆိုတဲ့အချိန်ဒီလမ်းလေးကြီးပေါ်လာတဲ့ဒါလေးကိုတစ်ချက်ကြည့်ထားပါတော့အမှန်တည်းကြီးဟုတ်ကဲ့ပါအားလုံးပဲဘေးဥပဲအမြင်ဝေးပွားလူရဆန္ဒပြေးပါနှလုံးစိတ်ပဲရေးတဲ့ကြောင့်ပါ